CEO ရုံးခန်းထဲရောက်တော့စပွဲပေါ်မှာမှတ်စုစာတိုလေးတွေအပြည့်ဖြစ်နေတာကိုသူသတိထားမိသွားတဲ့တစ်ခုချင်းစီကမိန်းကလေးစီကလာတဲ့ချိုသားတဲ့ဖိတ်ခေါ်စာလေးတွေပေါ့သူမရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပြန်မြင်အောင်ရင်းခက်တီတီမျက်နှာထားကြားကနေအပြုံးတစ်ခုပေါ်လာခဲ့ပါတယ်ဒီတစ်ခါတော့သူတကယ်ရိုးသားနေပုံပဲလို့သူကတိုးတိုးလေးရေရွတ်လိုက်မိတယ်ဒါဟာဂိမ်းထဲကရှုံးနေလို့ပေးရတဲ့ဒဏ်ခတ်မှုမဟုတ်တန်ရဘူးလို့တွေးပြီးသူမကိုအခွင့်အရေးပေးဖို့သူဆုံးဖြတ်လိုက်ပါတယ်မင်းကလေးကတော့သူမရဲ့ကန်ဆိုးမှုမောင်ကြမှုကိုညီးတွားနေတော့မှပဲ CEO စီကဖုန်းဝင်လာပါတော့တယ်ဖုန်းကင်လိုက်တာနဲ့သူမဟာချက်ချင်းပဲချစ်စရာကောင်းတဲ့မင်းကလေးဖြစ်ပြောင်းလဲသွားပြီးညစာအတွက်အားလုံးပြင်ဆင်ထားကြောင်းသူသဘောတူဖို့ပဲလိုချောင်းပြောလိုက်တဲ့စိတ်လှုပ်ရှားသွားတဲ့ CEO ဟာချိန်ထားတဲ့နေရာကိုအပြေးလွှားသွားခဲ့ပေမဲ့လမ်းဘေးစာတောက်ဆိုင်လေးဖြစ်နေတာကြောင့်အံ့အားသင့်သွားရပါတယ်မင်းကလေးကတော့ပြုံးပြုံးလေးနဲ့ထိုင်ဖို့အချက်ပြနေပြီး CEO ကတော့စပွဲကိုမဝတ်မရဲနဲ့အာနာပါနာတုံနေရှာတယ်အစားအသောက်တွေရောက်လာတဲ့အခါ CEO ကလောင်ပြောင်လိုက်မိတယ်ဒါဟာသူမပြောတဲ့ခန်းနာတဲ့ညစာပေါ်လေမင်းကလေးကတော့အစားအသောက်တစ်ခုကိုကောက်ကင်ပြီးဒါမှစစ်မှန်တဲ့လူသားတွေရဲ့အစားအစာလိုကြွေးကြော်လိုက်တယ်ပြီးတော့သူ့ကိုကိုယ်တိုင်ခွန်ကြွေးလိုက်တဲ့အခါ CEO လည်းမတက်တာပဲစားလိုက်ရပေမဲ့နောက်တစ်စက္ကန့်မှာပဲအရသာကြောင့်မင်းတက်သွားပါတယ်သူမကတော့တိုက်ရိုက်ပဲကိစ္စကိုစတင်ပါတော့တယ်ဂျုံရီဘီယာတွေကိုခတ်ပေးလိုက်ပြီးသူမရဲ့ရီမန်းချက်ကတော့ရှင်းပါတယ်သူ့ကိုမူးအောင်တိုက်ဖို့ပါပဲပြီးရင်တော့တက်ခေါင်ရံမှာသူ့ကိုခွေးလေးတစ်ကောင်အနေနဲ့နမ်းလိုက်ရင်ချိန်စာကပြေပြောက်သွားမှာဖြစ်ပါတယ် CEO ကတော့သူမရဲ့အပြစ်ကင်းတဲ့မျက်နှာလေးကိုကြည့်ရင်အတိတ်ကိုပြန်တတိယသွားတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမဟာသူ့ကိုခွေးတစ်ကောင်ရံကနေကဲတင်ပေးခဲ့ပူပြီးအဲ့ဒီအချိန်ကလေးကသူမကိုဆွဲလန့်ခဲ့တာပါသူမသူ့ကုမ္ပဏီမှာအလုပ်လာလျှောက်တဲ့အခါသူကဘာမှမစင်စားပဲအောင်ပေးခဲ့တာပေါ့အဲ့ဒီညမှာ CEO ကသူမသူ့ကိုဖွင့်ပြောလိုက်မယ်လို့ထင်နေပေမဲ့မိန်းကလေးကတော့ထိတ်လန့်သွားပါတယ်သူမကဘာအစီအစဉ်မှမရှိပါဘူးအများကြီးမတွေးပါနဲ့လို့ပြောပြီးဂျုံရည်တွေကိုအလောတကြီးတောက်လိုက်မိတယ်ဒါပေမဲ့သူမရဲ့အစာအိမ်ကတိတ်မကောင်းတာကြောင့်ပြုတ်အံပြီးတန်ရှင်းရေးလုပ်ဖို့ထောက်တနေ